ပုံရဖြစ်ပါတယ်ကျွေးစီလေးတွေပဲစုမိဆောင်မိဟိုးကျန်ဒီကျန်နေနဲ့ကျွန်တော်ဈေးဝယ်ပါမယ်ဘာစားလို့ရအောင်လဲပေါ့မာကကြက်ဥနဲ့ပဲ3ရက်လောက်ရှိနေပြီကြက်ဥကြော်ကြက်ဥပြုတ်ကြက်ဥကြော်ကြက်ဥပြုတ်ကြက်ဥကြော်ကြက်ဥပြုတ်ဆိုတော့အခုလဲရှိတဲ့ဟာလေးနဲ့စားလို့ရမလားဆိုပြီးလာကြည့်ရပါဘောဟောကခရမ်းသီးရှိတယ်ခရမ်းသီးတစ်လုံးကိုတစ်ပေါင်နဲ့စွတ်နေကတော့တစ်လုံးဘယ်နှပြားလဲတော့မသိဘူးဘောင်ကြီးတဲ့အိုက်ကပ်ပြီးနေတာဘာအေးမှလည်းမတောက်နိုင်ကိုပစံအေးတုံးစားတော့မချင်တော့ဘီယာဆိုဝေးရောရပြီရှင်းကြည့်မယ် So £1.25 altogether, please. Altogether £1.25. Yes, please. Ooh, you saved me. Oh my God! Here you go. You serious? 10, 24. Thank you. Thank you very much. That's yours. Sorry? What can I get with £15? Save it. Have a good one. You have Cheers. another 2 pennies in your rolls. Yeah. 125 တဲ့အားစရတော့အိမ်မှာခရမ်းသီးနှက်လို့ရပြီဘီယာသားလည်းမထိုင်နိုင်ပါဘူးဒါတည်းမှာနောက်ဆုံးကြံတဲ့ပတ်စံကားအလွယ်ဘာမှမကြံတော့ How to survive 4 days with 20 pounds in London ရပြန်နေဒီနေ့တနင်္လာညအင်္ဂါနေ့ကင်းနဲ့ညဗုဒ္ဓဟူးနေ့ကင်းနဲ့ညကြာသပတေးနေ့ကင်းနဲ့ညတောက်ကြဒီမှာတောက်ကြနေ့ကင်းနဲ့ညဟောစိတ်တောင်ပူသေးတယ်โอเคပါ Just cool into the mouth. Good Nice.